ရှင်ကိုရောမြတ်ကြီးထားရှိတော်မူတဲ့တော့သာရဏကြီးတော်ဆုံးမလို့စိတ်ကရှင်တော်ရင်းနဲ့တိတ်တိတ်ကြီးပါနေသည်ဘုရား၏သစ္စာတော်နာနာဘုရား၏မြတ်တာတော်နာနာကိုတော်မူရတာတော့ဘုရား၏မြတ်တာတော်နာပြီဆက်ကြဝလာတိုက်တော်မချုံထားဘူးဘုရား၏သစ္စာတော်နာနာဘုရား၏မြတ်တာတော်နာနာခေရဝလာဘုရားသာသနာ၏တရားဆိုတဲ့အကျိုးနဲ့ယုံကြည်ခြင်းများယနေ့သုံးတယ်ဘုရားမှာမြင့်မြတ်စွာဘွားတော်လူဘုရားကြီးဆက်ရလာတယ်ဖိလန်းထားတယ်ယနေ့မမေလိုက်ဒေနာကြီးဒီတကြုံမြို့နေရွှေကုန်ကြီးပါတရချောင်းကျောင်းလိုက်ဦးစီးပါရဏနာယကတရားတော်ဘုရားကြီးဖြစ်ပါတော့ဘယ်နဲ့တာဝရမပြည့်ရည်တက်တော်ခဏကျေနေမိနာကမင်းကြီးမင်းနာကြီးအာစိရမဘဝကြည့်လို့ရအောင်ခရမှုရှိတော့တန်ခါတော်ရှင်ကြီးများအားဆွမ်းအစရှိတော်ဓာတကဝတ္ထုအစွစုတို့အားစက္ကလူရန်ဒီရင်သက်ချပရိကရတော်မြတ်အားအတူတကွနိုင်ယူကြည်ကိုမှတ်သားနိုင်ရင်လေးမြတ်စွာဖြင့်ဖိတ်ချအပ်ဝိဇာတဝိနည်းမေတ္တာနီအာစရိယပူဇော်ပွဲမဟာကြီးအခမ်းအနားစီစဉ်ကြရောက်ပြန်တော့မဝေနိုင်ဒေသကြီးရေစကြိုမြို့နေရွှေကုန်ကြီးပါတရားချောင်ကျောင်းလိုက်ကိုကြွရောက်ကြပါရဲ့ဖိတ်ကြားထားယနေ့ဆရာတော်ဘုရားကြီးဝိဇာတဝိနည်းမင်္ဂလာပွဲအားပြုလုပ်ပြီးလူပညာဉာဏ်စက္ခုအဲ့ဒီဝိပဿနာပညာဉာဏ်စက္ခုအားကိုယ်တိုင်မသိတော့လေသိရှိနာလေသဘောပေါက်တဲ့ဆရာတော်အရှင်သူများထံမင်းမြင်ကြားနာတင်ယူမှတ်ထားပွားများအားထုတ်ပြီးပုထုဇဉ်ဘဝမှာလှုပ်ရှားခဲ့တဲ့ဝစီကံလှုပ်ရှားမှုမိမိတို့ကိုယ်တိုင်လှုပ်ရှားခဲ့တဲ့မနောကံလှုပ်ရှားမှုအဲ့ဒီကံသုံးပါးရဲ့လှုပ်ရှားမှုတွေဟာတနေ့တော့မလွဲမသွေဖြစ်တော်မှာပဲလို့တန်ဝေကညာပေါ်ဒုက္ခဒေါမနတ္တဥပါယတတရားတို့ကလည်းတားဆီးမရဖြစ်တော်မှာပဲလို့ပြိဋ္ဌာပေါင်းသူတော်ကောင်းကြီးတို့ကြီးယာကခရခေါ်ရယာက